ကဲအားလုံးပဲမြင်ကြပါဒီဘက်ကျွန်တော် Know Your Vibe ကနေပြီးတော့ပြပေးတော့မှာတော့ DJ တယောက်ကောင်းမကောင်းဘယ်လိုစုံဖြတ်လဲဆိုတော့ပြပေးတော့မှာပဲဖြစ်ပါတယ်ကျွန်တော်တို့ social media မှာအများဆုံးတွေ့ကြမယ် DJ မကောင်း DJ မကောင်းသူတို့ပြောကြရဲ DJ မကောင်းဆိုတာသူတို့စိတ်တက်မလုပ်ပေးလို့ DJ ကစိတ်တက်မတီးပေးမဖွင့်ပေးနိုင်ဘူးမတီးပေးနိုင်ဘူးဆိုပြီးတော့ပြောကြရပေါ့DJ တယောက်ကစိတ်တက်မဖွင့်ပေးနိုင်အဲ့ DJ မကောင်းဆိုပြီးတော့ဆုံးဖြတ်ကြရပေါ့နော်ဒါမှန်လားမှားလားဆိုတာကိုအရင်ဆုံးပြပေးတော့မှာဖြစ်ပါတယ်DJ ဆိုတာဆိုရင်တော့ကျွန်တော်တို့ disc jockey ပေါ့ဒီ DJ player တွေအများစုDJ artist အများစုကျွန်တော်တို့စေတမအထောက်အကူပြုပစ္စည်းမဟုတ်ပါဘူးနောက်ပြီးတော့ကိုတောင်းတဲ့တခြင်းတွေနောက်ပြီးကိုဖွင့်ခိုင်းခြင်းတဲ့ channel တွေဖွင့်ပေးအောင် YouTube လည်းမဟုတ်ပါဘူး DJ artist ဆိုတာတော့သူဖွင့်ခြင်းတဲ့ artist သူဖွင့်ခြင်းတဲ့ playlist တွေသူဖွင့်ခြင်းတဲ့တခြင်းတွေကိုသူ့အနေနဲ့ဒီအောက်က crown ပျော်ရွှင်အောင်သူဖွင့်ပေးမှာဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့ festival သွားမယ်ဆိုရင်တော့ line up ကိုကြည့်ရမှာဖြစ်ပါတယ်ဒီ line up မှာပါဝင်တဲ့ artist တွေကဘယ် channel ဖွင့်တာလဲဥပမာ head trap ပဲဖြစ်ဖြစ် trap ပဲဖြစ်ဖြစ်ကိုကဒါအောင်မှDMP တခုပဲကြိုက်တာလို့ပါလို့ဆိုရင်တော့အကျဉ်းနေပါဒီလို festival တွေကတွားကျင်နေဆိုရင်လည်းဒီ artist ရဲ့တခြင်းတွေကိုနားထောင်ကြည့်ပြီးတော့ကြိုက်တယ်ဆိုရင်တော့သိနေပေါ့အဲ့လိုမျိုးမဟုတ်ပဲနဲ့ဒီ DJ ရဲ့အကြောင်းဒီ music producer ရဲ့အကြောင်းလည်းမသိသေးပဲနဲ့အောက်ကနေပြီးတော့ဒီ DJ ကဘာဖွင့်နေရတော့ကောင်းလည်းမကောင်းလို့ပြောတာကြီးကတော့ဒါမှားရင်းနေရဲ့အရာတစ်ခုပဲဖြစ်ပါတယ်တကယ်တမ်း DJ တယောက်ကောင်းမကောင်းဆိုတာကိုဘယ်လိုဆုံးဖြတ်လဲဆိုတာတော့အခုပြပေးတော့မှာဖြစ်ပါတယ်DJ တယောက်ကောင်းမကောင်းဆိုတာတော့သူ့ရဲ့ listening skill ဥပမာကျွန်တော်တချင်းတစ်ပုံးနဲ့တစ်ပုတ်ကိုဘယ်လိုချောမှုဖြစ်အောင် listening လုပ်လဲနောက်ပြီးလို့ရှိရင်ကျွန်တော်တို့ live match တွေဘယ်လိုလုပ်တော့နောက်ပြီးလို့ရှိရင်တချင်းတစ်ပုံးနဲ့တစ်ပုတ်ကို shopping တွေဘယ်လိုလုပ်တော့ဒါတွေကိုကြည့်ရမှာပဲဖြစ်ပါတယ်နောက်ထပ်တစ်ချက်အနေနဲ့ကတော့ DJ ကတခြား DJ နဲ့မတူအောင်ဘယ်လိုတချင်းတွေကိုဖွင့်နိုင်တယ်ဘယ်လို playlist တွေကိုလုံးနိုင်တယ်အောက်က crown တွေကိုဘယ်လိုပျော်ရွှင်အောင်လုပ်နိုင်တယ်ဆိုတာဒီ DJ ကောင်းမကောင်းရဲ့အဓိကအချက်ပဲဖြစ်ပါတယ်ကျွန်တော်တို့ DJ ဆိုတာYouTube music မဟုတ်တဲ့အတွက်ကျွန်တော်တို့ကိုတောင်းကျင်တဲ့တခြင်းတွေကိုတွားပြီးတော့တောင်းလို့မရပါဘူးဒီ artist ကဖွင့်ကျင်တဲ့ဟာတွေကို live ပြီးတော့နားထောင်ခန်းစားမှာဖြစ်ပါတယ်ဒီ artist ကဘယ်လိုပုံစံတွေဖွင့်တတ်တော့club vibe ဆိုရင်လည်း club vibe festival vibe ဆိုရင်လည်း festival vibe အဓိကအဖြစ် DJ တွေကဖွင့်ကြရပဲဖြစ်ပါတယ်ဒါကြောင့် DJ တယောက်ကောင်းမကောင်းဆိုတာကိုကျွန်တော်စိတ်တက်မတက်ကိုကြည့်ပြီးတော့မဆုံးဖြတ်ကြဖို့ပြောချင်ပါတယ်အကယ်ကိုကစေးသုံးပြီးတော့ကိုနားထောင်ခြင်းတဲ့တခြင်းလေးကိုခန်းစားခြင်းနေဆိုရင်တော့ private DJ တယောက်ပဲဖြစ်ဖြစ်ငှားရမ်းတာပဲဖြစ်ဖြစ်ကျွန်တော်တို့ YouTube ကနေနားထောင်တာဖြစ်အဲ့လိုပဲလုပ်တင်ပါတယ်ဒီကျွန်တော်တို့ club တွေ festival တွေကိုတွားပြီးတော့မူရစ်စေးသုံးပြီးတော့ကျွန်တော်တို့ဒီ DJ ကမကောင်းလို့ပြောနေတာတော့ဒါကတော့ဘယ်လိုပြောမလဲကိုယ့်ရဲ့ music level ခန်းစားတတ်မှုနဲ့သက်ဆိုင်တယ်လို့ပဲအမြင်ရတော့ထင်ပါတယ်ကဲနောက်ထပ်အစီအစဉ်တွေမှာထပ်ပြီးတော့တွေ့ကြအောင်ဗျာကဲဒါနဲ့ကျွန်တော်တို့ Telegram မှာဒီ channel alike playlist တွေလည်းစီးပေးနေသလိုကျွန်တော်တို့ဒီအားလုံးကြိုက်မဲ့ artist တယောက်ကိုလည်းမိတ်ဆက်ပေးတော့မှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ head music တွေ raw track တွေအဲ့လိုမျိုးကြိုက်တဲ့ဒီ fan base တွေအတွက်ကြိုက်တွေ့စမယ် Griff တကာနဲ့မိတ်ဆက်ပေးတော့မှာဖြစ်ပါတယ်ကဲကျွန်တော်တို့ channel လေးကိုဆက်လက်စောင့်ကြည့်အားပေးကြပါဦး